မိခင်တို့တိုက်ကျွေးခြင်းနဲ့ဆိုင်တဲ့အခြေခံအကြောင်းတရားတွေကိုလေ့လာကြည့်ရအောင်အရင်ဦးဆုံးမိခင်တို့ရဲ့ရင်သားရဲ့ခန္ဓာပေတာဖွဲ့စည်းပုံကိုယဉ်ကြည့်အောင်နှုတ်ရည်ထုတ်တဲ့ tissue mammary tissue တွေရှိသလို nipple နဲ့ alveolar လို့ခေါ်တဲ့နှုတ်တီကောင်းနဲ့အမဲကွင်း alveolar အကြောင်းကိုလေ့လာမယ်နှုတ်ရည်ထုတ်တဲ့ cell တွေမှာလေအိတ်လေးတွေပါတယ်အဲ့လေအိတ်တွေကနှုတ်မတိုက်တဲ့ခါမှာနှုတ်ရည်တွေစုလာတယ်နှုတ်ရည်တွေနဲ့ပြည့်တဲ့လေအိတ်လေးတွေကနှုတ်ရည်ပြုံကနေတဆင့်နှုတ်တီကောင်းဘက်ကိုတည်ဆောင်လာပေးတယ်လေအိတ်တွေကိုဝန်းရံထားတဲ့ကြွက်သား cell တွေရှိတယ်သူတို့ကဘာလို့လုပ်လဲဆိုလို့ရှိရင်အောက်ဆီတိုစင်ဆိုတဲ့ဟော်မုန်းကနှုတ်မှာရှိတဲ့နှုတ်ရည်ကိုအပြင်ကိုညှစ်ထုတ်ဖို့ရန်အတွက်အဲ့ဒီကြွက်သား cell တွေကအထောက်အကူပေးပါတယ်နှုတ်ဒီကောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဖျားမြတ်အားဖြင့်နှုတ်ပြုံ6ခုလောက်ဖြတ်တန်းထားတာကိုတွေ့ရတယ်။အဲ့မှာကြွက်သားမြင်တွေရှိတယ်။အာယုံကြောတွေနဲ့ကျွေဝနေတယ်။အမဲကွင်းကိုကြည့်တဲ့အခါမှာအမဲကွင်းရဲ့ဘေးနားမှာအဆီတက်ကိုထုတ်ပေးတဲ့ gland တွေပါရှိတယ်။အမေတယောက်ချင်းစီရဲ့ရနံ့တွေကိုထုတ်ပေးပြီးတော့မှမွေးစားကလေးတွေကမိခင်ရဲ့နှုတ်ကိုဆွဲဆောင်မှုဖြစ်စေတယ်။မိခင်နှုတ်ရည်ထွက်ရှိလာတဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်နှုတ်ထုတ်လုံးမှုတွေကိုဟော်မုန်းတွေကဘယ်လိုထိန်းချုပ်ထားတာလဲကလေးနှုတ်ဆုတဲ့အခါမှာနှုတ်တီကောင်းကနေအာယုံခံမှုတွေအချက်ပြတယ်ဘယ်ကိုရောက်သွားလဲဆိုအုံနောက်တွေကိုရောက်ရှိတယ်နှုတ်တိုက်ကျွေးတဲ့အခါမှာတိုက်ရိုက်အချိုးတက်ရောက်စေတဲ့ဟော်မုန်းနှမျိုးရှိတယ်ပရိုလက်တင်လို့ခေါ်တဲ့နှုတ်ရည်ထုတ်လုံးမှုအတွက်အဓိကကျတဲ့ဟော်မုန်းအောက်ဆီတိုစင်လို့ခေါ်တဲ့နှုတ်စီးဆင်းမှုအတွက်အားပေးတဲ့ဟော်မုန်းprolactin ဟော်မုန်းရဲ့အလုပ်လုပ်ပုံကိုကြည့်ရအောင်ကိုဝင်ဆောင်စဉ်က prolactin ပမာဏတွေကမြင့်တက်လာတယ် progesterone တို့ estrogen ဆိုတဲ့ဟော်မုန်းတွေက prolactin ရဲ့အလုပ်လုပ်တာကိုဟန့်တားပြီးတော့ကြောင့်မလို့နှုတ်မထွက်သေးပါဘူးဒါပေမဲ့ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဟော်မုန်းတွေကျဆင်းလာတဲ့ကြောင့်မလို့နှုတ်ရည်တွေစထွက်လာပါတယ်နှုတ်ဆူတဲ့ချိန်မှာ prolactin ပမာဏမြင့်တက်လာတယ်နောက်တစ်ချိန်နှုတ်တိုက်ရဲ့နှုတ်အသစ်တွေကိုထုတ်ပေးတာကိုတွေ့ရတယ်prolactin ဟော်မုန်းကညမှာပိုထွက်တဲ့အတွက်ကြောင့်မလို့ညဘက်နှုတ်တိုက်တဲ့မိခင်တွေမှာနှုတ်ရည်ထုတ်လုံးမှုပိုများလာတာကိုတွေ့ရတယ်။ prolactin ကအမေတွေကိုအနားရဖို့ရန်အတွက်တက်ရောက်မှုရှိတဲ့အတွက်ကြောင့်မလို့ညဘက်နှုတ်တိုက်တဲ့အခါမှာအမေတွေကိုအိပ်ပျော်လွယ်စေပါတယ်။ကလေးတွေကိုမကြာခဏနှုတ်တိုက်ခြင်းအဖြစ်အမေတွေရဲ့သားဥကြွေခြင်းနဲ့ရာသီလာခြင်းတွေကိုနှောင့်နှေးစေနိုင်တဲ့အတွက်ကြောင့်မလို့တဘာဝသားဆက်ချာနေတဲ့မျိုးလေးဖြစ်တယ်။အောက်ဆီတိုစင်ဟော်မုန်းအလုပ်လုပ်ပုံကိုပြင်ကြည့်အောင်အောက်ဆီတိုစင်ဟော်မုန်းကလေအိတ်ငယ်ရဲ့ပတ်ဝန်းကျင်မှာဝန်းရံထားတဲ့ကြွက်သားဆေးတွေကိုညှစ်ချခြင်းအပြင်နှုတ်ရည်တွေကိုအပြင်ရောက်စေပါတယ်။ဤဖြစ်စဉ်ကိုနှုတ်ထွက်ခြင်းလို့ခေါ်တဲ့ lap down reflex ဒါမှမဟုတ် mid ejection reflex လို့လည်းခေါ်တယ်။အောက်ဆီတိုစင်ဟော်မုန်းတွေက prolactin ဟော်မုန်းတက်ကိုပို့ပြီးတော့အလုပ်မြင်မြင်လုပ်တယ်။ကလေးနှုတ်ဆူတဲ့အခါမှာဒါမှမဟုတ်မိခင်ကကလေးကိုထိတွေ့တဲ့အခါမှာအနံ့ခံတဲ့အခါမှာအကြည့်ခံရတဲ့အခါမှာကလေးငိုတန်ကြားတဲ့အခါမှာအဲ့ချိန်မှာအောက်ဆီတိုစင်လှုပ်ရှားလုပ်တယ်အမေစိတ်ပီစီမှုများနေတဲ့အခါမှာအောက်ဆီတိုစင် reflex တွေရပ်တန့်သွားတယ်အောက်ဆီတိုစင်ရဲ့အခြားရေးပါတဲ့လှုပ်ဆောင်ချက်တွေကတော့ကလေးမွေးပြီးတဲ့အခါမှာတအိမ်ကိုမြင်မြင်ကျုံအောင်ညှစ်ချပေးတဲ့ပုံမှာအားပေးတဲ့အတွက်ကြောင့်မလို့တွေးစင်းတာတွေကိုရောချပေးတယ်အကြောင်းမွေးပြီးတော့ပထမရက်အနေငယ်အတွင်းနှုတ်တိုက်တဲ့အခါမှာတအိမ်နာကျင်တာကိုဖြစ်စေပါတယ်နှုတ်ရည်ထုတ်လုံးမှုကိုထိန်းညှိပေးတဲ့ဒါမှမဟုတ်ပြန်လည်ဟန်တာပေးတဲ့အရာ feedback inhibitor of lactation ကိုခေါ်တဲ့ FIL အမီနိုမှာပါတဲ့ protein ဖြစ်ပြီးတော့မှနှုတ်ထွက်မှုကိုပြန်လည်ထိန်းချုပ်ပေးပါတယ်ကလေးတွေအမီနိုမစိုးတဲ့အခါမှာ FIL ပမာဏကများလာပြီးတော့မှနှုတ်ဆက်မထွက်အောင်တားဆီးပေးတယ်ကလေးတွေအမီနိုစိုးယူတဲ့အခါမှာဒါမှမဟုတ်နှုတ်ကိုညှစ်ထုတ်လိုက်တဲ့အခါမှာ FIL နည်းလာပြီးတော့မှနှုတ်ပြန်ထုတ်လုံးမှုဖြစ်စေတယ်ကလေးစိုးယူတဲ့ပမာဏပေါ်လိုက်ပြီးတော့မှနှုတ်ထုတ်လုံးမဲ့ပမာဏကိုအလိုလျောက်ညှိပေးပါတယ်